Match လာ15-16မှာအင်းရလိမ့်နဲ့ဒိတ်ဒိတ်ကျဲတို့ပူးပေါင်းထားတဲ့ Always You Wearing Fan မှာ Sweet ခပ်ပန်အနေနဲ့ရှင်းနေလုပ်ပေးထားပါတယ် 10% ရပြီး 30% ဒီ floral decoration ရဲ့အနှံဘက်က shop ပေးမှာဖြစ်ပါတယ်ရှင်လာရောက်ဖို့လည်းဖိတ်ပါတယ်အခုပွဲတွေဆိုရင် Sweet ခပ်ပေးရပြီးတော့စီစဉ်ပေးခဲ့ရတဲ့ပွဲတွေဖြစ်ပါတယ်ပွဲပေါင်းများစွာစီစဉ်ပေးခဲ့တဲ့အတွေ့အကြုံများစွာရှိတဲ့ service တစ်ခုဖြစ်ခဲ့ပါပြီ။ဒါမှမဟုတ်ရုံရုံကြီးကြီးအနှံဖို့အတွက်လည်းဖိတ်ခေါ်အပ်ပါတယ်။တချို့သူတို့သမီးလေးတွေသူတို့သားလေးတွေကစောသေးရဆိုပြီးတော့ကြိုအပ်ဖို့အရန်ကိုတွေးကြတယ်ပေါ့နော်။အရင်မတွေးစီချင်ပါဘူး။ဒါကလည်းဒီလုပ်ငန်းကိုလုပ်လို့ပြောရခြင်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်ဝါကျွတ်ဆိုရင်ဝါကျွတ်ပြီဆိုတာနဲ့ကုန်စည်နှုန်းတွေကအတက်ကြအရန်ကျန်းတဲ့ကာလာတွေဖြစ်ပါတယ်။ဒါမို့လို့ကိုယ့်ရဲ့မင်္ဂလာပွဲကိုစင်စေတော့မယ်ဆိုရင်ကိုကြိုက်တဲ့ provider တွေ makeup ဓာတ်ပုံ floral invitation အစရှိသဖြင့်ပေါ့နော်မင်္ဂလာပွဲလေးတွေပြုံးမယ်နော်ဟိုထက်ကြိုင်နည်းနည်းလေးလူတွေများတော့လေစိတ်ကတမျိုးဖြစ်တတ်တယ်အဲ့ကြိုင်ဘာမှမဖြစ်နေနော်ဒီချိန်မှာငါတို့လည်းမင်းသမီးပဲငါတို့ဝိုင်းကြည့်နေရဆိုအလှဆုံးပဲဒါရီအားလုံးကိုချိုးအပ်ထားဖို့ပြောပြချင်ပါတယ်ဖြည်းဖြည်းလေးတတိသားဖြည်းဖြည်းလေးအစိတ်ရှိရနော်ဖြည်းဖြည်းလေး